ရေချိုးကန်းထဲမှာဘာလုပ်လေးရှိလဲ စက်ပြတိုက် ဒါပဲလား အေးချိုးတယ် တခုပြန်စက်ပြတိုက်တယ်ပြောပြပါရေချိုးကန်းမှာဘာလုပ်လေးရှိလဲတဲ့စက်ပြတိုက်တယ်စက်ပြစတိုက်ရင်ဘယ်နေရာစတိုက်လဲ လက် โอเคအဖြေကရေချိုးကန်းထဲမှာဘာလုပ်လေးရှိလဲ မျက်နှာတက် မျက်နှာတက်တယ်အဖြေကဟာဒီကန်းကဘာတွေလုပ်လဲမသိဘူးရေချိုးကန်းထဲမှာဘာလုပ်လေးရှိလဲ ရှူပေါက်တယ် ရောက်ဟုတ်ကဲ့ရောက်အဖြေကရေချိုးကန်းထဲမှာဘာလုပ်လေးရှိလဲ ရေချိုးတယ် အေးဘောရှုပ်ပေါက်တယ်တဲ့အဖြေကအရင်အမှန်တရားတွေပြောတယ်ကုပတာကိုမြားသူများပြေးပြေးမလား ပြည့်ဖြစ်ပါ ဟောပြေးပြေးမှာနေရာယူပါဦးโอเคโอเคမတိမသားလေးပေါ့ဘယ်သူမှသိတာမဟုတ်ဘူးတယောက်တည်းရှည်ချိုးရတယ်မလားပြောပါအောင်ရေချိုးကနေမှာဘာလုပ်လို့ရှိတယ် တချင်းဆိုတယ် โอ้ဟုတ်ပြီအများစုဆိုတဲ့တခြင်းဘယ်လိုလဲဘယ်သူချင်းအများစုဆိုတယ်ရေချိုးကနေမှာကြတော့အကျိတ်ဆိုတာလားတော်တော်လေးပဲလား အဲ့လိုမျိုးတော့မရှိဘူးအဲ့လိုပါဇက်ထက်ရှိရဟာဆိုတာ ဘယ်လိုမျိုးလဲနမူနာအရန်ကြက်ကြက်ကြီးဆိုလို့ဆိုတာလားမဟုတ် အရင်ကြဲကြဲမဟုတ်ဘူးပုံမှန်ပဲ အေးဒီမှာမပတ်ဘူးလားဒီကျကနေမှာတခြင်းဆိုတာဟုတ်ပြီနော်အဖြေကဟာဟုတ်တယ်โอเคခေါ်ပန်းစားနောက်ပြောက်လာပြီရေချိုးကနေမှာဘာလုပ်လို့ရှိလဲ ခေါင်းလျှော် ကောင်းလျှော်တယ်ဩဟုတ်ပြီအဖြေကဟုတ်တယ်ဗျာရေချိုးကနေမှာဘာလုပ်လို့ရှိလဲ အဝတ်လျှော် အဝတ်လျှော်တယ်โอเคအဖြေကဟုတ်တယ်ဟာရေချိုးကနေမှာဘာလုပ်လို့ရှိလဲလုပ်ပြီတေးသူပေါက်ရှာစဉ်းစားနေပြီနှစ်ခုပြေးလိုက်ဘာလုပ်လဲကြီးတုံးနေအဖြေကရေချိုးကနေမှာဘာလုပ်လို့ရှိလဲ သွားတိုက်တယ် โอเคအဖြေကဟိုဘက်ကတိုင်ပင်မှာရေချိုးကနေမှာဘာလုပ်လို့ရှိလဲတဲ့လောက်ပါအောင် မျက်နှာတက်တယ် ဩခုနပြောပြီးပါပြီအဲ့ဆိုတော့ပါလားโอ้ကဲလာပြီဒီဘက်ကခွင့်ရရသွားပြီ3ရက်6ရက်9ရက်လွတ်နေဘာလုပ်မလဲ ခြေလက်စီး ဘာလုပ်မလဲ ခြေလက်စီး ဩနောက်တစ်ခုတော့ဖြစ်တယ်ရေချိုးကနေမှာလှုပ်ရှားအများကြီးပါဘာလုပ်မလဲ မစိတ်ရိတ်တယ် မဟုတ်စိတ်ရည်ဟုတ်တယ်ယောက်ျားလေးတို့ဖြစ်နိုင်တယ်နော်ဒါပေမဲ့မိန်းကလေးတို့ယောက်ျားလေးလားအထောက်ပံ့စားထဲမှာပါလားမပါလားမသိဘူးနော်ဒါစဉ်းစားသိတယ်ဒါပဲလားဟာ3ယောက်ကအားသိမ့်ကိုအောင်တော့ကပ်တိန်တွေ့လား မြောင် ကဲတပွဲလုံးကိုစားပြီးကပ်တိန်ဖြေပါရေချိုးကနေမှာဘာလုပ်လို့ရှိလဲကပ်တိန်နေပြီ